Techno phone တွေရဲ့ညနေပြင်ပေါ်မှာရှိနေတဲ့ application တွေရဲ့ဒီလိုအယောင်မျိုးတွေကိုကျွန်တော်တို့ကနေပြီးတော့เนาะအယောင်ပုံစံအမျိုးမျိုးလေးကျွန်တော်တို့ပြောင်းလို့ရတဲ့နည်းလေးကိုဒီ video လေးမှာအားလုံးတက်ကျွန်တော်ကနေပြီးတော့မျှဝေပေးပါမယ်ပထမဆုံးဖုန်းရဲ့မျက်နှာပြင်ကိုကျွန်တော်တို့လက်ကလေးနဲ့ဒီလိုကျုံလိုက်ပါအောက်ကပေါ်လာတဲ့ setting လေးကိုကျွန်တော်တို့နှိပ်လိုက်ပါ setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ်နေရပေါ့နော် tag color ဆိုတာရှိတယ်အဲ့ထဲကိုကျွန်တော်တို့ကဝင်လိုက်ပါဝင်ပြီးပြီဆိုရင်အောက်ဆုံးမှာရှိနေတဲ့ custom ဆိုတာအဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါ custom ထဲကိုဝင်တဲ့ခါကျလို့ရှိရင်ကြိုက်တဲ့အရာကိုရွေးချယ်လို့ရတယ်ပေါ့နော်ဒီအရာကိုဒီပေါ်မှာရှိနေတဲ့ဒီ color ချက်ကနေကိုကြိုက်တဲ့အရာတစ်မျိုးကိုထပ်ပြီးရွေးလို့ရသေးတယ်ဒီမှာရှိနေတာအပေါ်မှာပြထားတာကျွန်တော်တို့ရှိအောင်ပေါ့နော်အဲ့တော့အရာရှိအောင်ရှိအဲ့ထဲကကျွန်တော်ကဒီမှာလိမ်မော်ရောင်လေးတစ်ခုရွေးလိုက်မှာပေါ့နော်အယောင်ရှိအောင်ထပ်ပူတာကိုလိုချင်တယ်ဆိုရင်ဒီ color ချက်တဲ့ကိုဝင်ပြီးရွေးလို့ရတယ်ပေါ့ကျွန်တော်လိမ်မော်ရောင်လေးကိုရွေးတယ်ပြီးတော့ဒီ any done ကိုနှိပ်တယ်နေပြီးလို့ရှိရင် home screen ကိုကျွန်တော်တစ်ချက်ထွက်ပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင် application တွေရဲ့အောက်မှာစလုံးလေးတွေကကျွန်တော်တို့လိမ်မော်ရောင်လေးတန်းသွားပြီပေါ့နော်ဒီနည်းလေးတိုင်းပဲကျွန်တော်တို့ application ရဲ့အောက်မှာစလုံးရဲ့အယောင်လေးတွေကိုပြောင်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်